အတိတရားရှိသူနဲ့အတိတရားမရှိသူဒါကိုပဲအတိတရားရှိသူကိုပန္တိတအတိတရားမရှိသူကဘာလားလို့ဒီလိုသတ်မှတ်ပြီးတော့ပါဠိဘာသာနဲ့ဆိုတာဖြစ်တယ်ပေါ့ဘာလားဆိုတဲ့အဓိပ္ပာယ်ကမြန်မာလိုပြန်တဲ့အခါမှာလူမိုက်လူပြန်တဲ့အခါမှာလူမိုက်ဆိုတာလူဆိုလူမိုက်ဒုစရိုက်တမစသည်ဖြင့်မျိုးစုံပြောချတော့လဲဒီနေရာမှာဘာလားဆိုတဲ့ဟာအတိညာဉ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်အထီးကအတိတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကိုဘာလားလို့သူတို့ဆိုလိုတာလူဘဝရလာပြီဆိုရင်အတိတရားဆိုတာရှိရကိုယ်ဘဝရဲ့အခြေအနေကိုကိုယ့်ကိုဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရဘဝအခြေအနေကိုဆင်ခြင်သုံးသပ်ပြီးမိမိကိုယ်တိုင်ရွေးချယ်လျှောက်လန်းတဲ့လမ်းကြောင်းဆိုတာရှိရမှာဖြစ်တယ်ကိုယ်တိုင်လည်းလျှောက်လန်းတဲ့လမ်းကြောင်းကိုရွေးချယ်နိုင်စွမ်းရှိရအရာရာကိုရှုမြင်သုံးသပ်တတ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမှာအသိပညာမရှိဘူးဆိုတဲ့ဘာလားဆိုတဲ့ပုဂ္ဂိုလ်ဟာစဉ္ညာတို့တရားကင်းမဲ့ပြီးတော့သူ့ရဲ့လောက်ရတွေဟာမှန်မှန်ရွင်ရွင်နဲ့ဖြစ်ပေါ်နေတတ်တယ်အတွေ့အခေါ်အပြောဆိုအလောက်ကင်ကစပြီးတော့သူ့ရဲ့ဘဝခရီးလျှောက်လန်းပုံကြံတွေးပုံလောက်ကင်ပြောဆိုပုံဒီဟာလွယ်လွယ်မှားမှားတွေပဲများတာဖြစ်တယ်အဲ့တော့ဘာလားဆိုတဲ့စကားလုံးဟာဒီအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်အသိဉာဏ်ဖြင့်အသက်ရှင်တဲ့လူမဟုတ်ဘူးစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်မရှိသည့်အတွက်ကြောင့်လုပ်သမျှတွေဟာအမှားတွေးသမျှလည်းအမှားပြောသမျှလည်းအမှားဆိုပြီးအဲ့ဒါကိုပဲခြုံငုံပြောမယ်ဆိုရင်အတိတရားကင်းမဲ့တယ်လို့သူတို့ပြောလူဘဝလူတွေလူသိတဲ့အတိတရားမရှိဘူးလို့ဆိုလို့ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဘာလားလို့ခေါ်တာအတိတရားကင်းမဲ့ပြီဆိုရင်မှားယွင်းချွတ်ချော်မှုကအများကြီးဖြစ်လာအတိတရားရှိသူဆိုတဲ့ပုဂ္ဂိုလ်ကြတော့ပန္တိတပန္တိတဆိုတဲ့စကားလုံးကအရာရာမှာဆင်ញင်တုံတရားနဲ့စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ပြောတဲ့နဲ့မပြောတဲ့ဘူးတွေးတဲ့နဲ့မတွေးတဲ့ဘူးလုပ်တဲ့နဲ့မလုပ်တဲ့ဘူးဆိုတာလောကမှာအခြေအနေရရကိုဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုထိမ့်ထိမ့်သိမ့်သိမ့်နဲ့အတိတရားရှိရှိနေတတ်တဲ့ပုဂ္ဂိုလ်မျိုးပန္တိတသူတို့ဆိုလိုတာပေါ့နော်အဲ့တော့ပန္တိတနဲ့ဘာလားတို့ရဲ့လမ်းကြောင်းဟာကွဲပြားခြားနားမှုကြီးမားတယ်သူတို့နှစ်ဦးရဲ့ရှောက်လန်းမှုလမ်းကြောင်းတွေဟာအစကတည်းကလူဘဝချင်းတူတော်လဲပဲစတင်ကလေးကလွဲမှားမှုတွေနဲ့ကြုံတွေ့ရတယ်တောင်နဲ့မြောက်ဆိုတာလို့ကြောပေးပြီးတော့ရှောက်နေကြတဲ့သဘောပဲအဲ့တော့ဘာလားဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့သူရဲ့ဇယိုက်လက္ခဏာအမှတ်သားတွေကတစ်မျိုးပဏိတလို့ခေါ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာအမှတ်သားတွေကတစ်မျိုးဇယိုက်လက္ခဏာအမှတ်သားကိုကြည့်တာနဲ့ပဲဒီလူဟာဘာလားဒီလူဟာပဏိတဆိုတာကိုသိနိုင်တယ်လို့မြတ်စွာဘုရားကဒီအတိတရားရှိသူနဲ့အတိတရားမရှိသူဒီနှစ်ဦးကိုဒီသုတ်တန်ဆခြင်းပဲအတိတရားမရှိသူရဲ့အကြောင်းကိုစတင်ပြီးတော့မြတ်စွာဘုရားဘာလားဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာဘာလားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီသင်္ကေတတွေကဒီဘာလားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဇေယိုက်လက္ခဏာတွေကဘာတွေလဲလို့ပြောမယ်ဆိုရင်လူတယောက်ဟာတမန်အဖြစ်လူဆိုးလူကောင်းဆိုတာသိနိုင်တာမဟုတ်ဘူးတမန်နေလို့ရှိရင်သူလည်းလူကိုလည်းလူပဲလူဆိုတာချင်းဟာသိပြီးတော့မသိနိုင်ဘူးအဲ့တော့သူ့ကိုခြေနေလေးလာသုံးသပ်အကဲခတ်ဖို့ကြတော့ဇေယိုက်လက္ခဏာတွေကိုကြည့်ကြဇေယိုက်လက္ခဏာကိုကြည့်မှဒီလိုဟာလူဆိုးလူကောင်းခွဲခြားသိနိုင်တာဖြစ်တယ်ပေါ့အဲ့တော့ဘာလားဆိုတဲ့အတိတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇေယိုက်လက္ခဏာဘာတွေလဲဆိုရင်သူကဒုစိန်တိတာစိန်တီတွေးလိုက်လို့ရှိရင်ဒီကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အတွေးမျိုးသူများထိခိုက်မှုမရှိတဲ့အတွေးမျိုး
ဒီလိုအတွေးမျိုးမတွေးဘူးတဲ့မကောင်းတဲ့အတွေးဆိုးချိုးကိုဖြစ်ပေါ်စေမဲ့အတွေးတွေကြီးပဲအကောင်းဘယ်တော့မှမတွေးဘူးလို့ဆိုလို့တွေးသမျှဟာအဆိုးတွေကြီးပဲအဆိုးဆိုတာဘယ်လိုဟာကိုအဆိုးခေါ်တယ်လဲကိုမကြိုက်တာကိုအဆိုးလားဆိုအဲ့လိုမဟုတ်လောကလူတွေမှာအကောင်းနဲ့အဆိုးဆိုတာရှိတယ်လေလူတဘာဝလူရက်ထဲမှာတည်းပဲဒါအကောင်းနဲ့အဆိုးဆိုတာရှိတယ်အေးဒီလူကစိတ်ကောင်းရှိတယ်ဒီလူကစိတ်ကောင်းမရှိဘူးဆိုတာအရက်ထဲမှာတည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ဒီနေရာမှာခွဲခြားပြီးတော့သိရထုတ်စိန်တိတစိန်တိဆိုတာတွေးလိုက်ရင်လည်းကောင်းတဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကဘာလားဆိုတဲ့ပုဂ္ဂိုလ်ကကောင်းတဲ့အတွေ့မတွေ့ဘူးကောင်းတဲ့အတွေ့မတွေ့ဘူးဆိုရင်စဉ်းစားကြည့်ပေါ့သူများကိုဒုက္ခရောက်စေမဲ့အတွေ့မျိုးတွေတွေ့တယ်ကိုယ်ကိုယ်တိုင်ဒုက္ခရောက်စေနိုင်တဲ့အတွေ့မျိုးတွေတွေ့တယ်နော်ဒုစရိုက်လုပ်ငန်းကိုပဲအမြဲစဉ်းစားတယ်စဉ်းစားလိုက်တာနဲ့တပြိုင်နက်သူဟာတကယ်ကိုဆိုးဝါးတဲ့အနေအထားမျိုးတွေပဲကိုဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးပြောမှဆိုသူဟာတတ်မှုဖြတ်မှုဆိုတဲ့ဒီကိစ္စတွေကိုတွေးတယ်ဘယ်သူတတ်မယ်ဘယ်ဝါတတ်မယ်အကျဉ်းကဲမဲ့ပြီးတော့ဒီပဏာတိပတ္တလို့ဆိုပါစို့သူများတဲ့ကိုတတ်ဖို့သူများဒုက္ခပေးဖို့တွေးတယ်သူများဥစ္စာကိုမတရားတဲ့အနေနဲ့ရအောင်ယူဖို့တွေးတယ်သူတော်ကတာမယာကိုသိက္ခာချစော်ကားဖို့ပဲဒါပဲတွေးတယ်လဲစားပြောကြဖို့ဒါတွေတွေးတယ်အယက်သေးစာတောက်စားဖို့ဒီကိစ္စတွေပဲတွေးတယ်အဲ့ဒီအတွေးတွေဟာအတိတရားကဲမဲ့တဲ့ပုဂ္ဂိုလ်တွေတွေးလေးတွေးထားရှိတယ်အတွေးတွေသာဖြစ်တယ်ပေါ့သူတို့ဟာပျော်ဖို့တခုတည်းကိုသာစဉ်းစားပြီးတော့ဒီဖြစ်ပေါ်လာမဲ့ရလတ်တစ်ခုဆိုးချိုးဖြစ်ပေါ်လာမဲ့ဆိုးချိုးဘယ်တော့မှခေါင်းထဲမထည့်ဘူးပျော်ရဖို့တခုတည်းပဲစဉ်းစားပြီးတော့တွေးတဲ့အတွေးမျိုးတွေနမူနာအားဖြင့်ဒုစရိုက်နဲ့ပတ်သက်တဲ့အတွေ့အမျိုးတွေပဲသူတွေးတယ်ဒါကဘာလပုဂ္ဂိုလ်ရဲ့တွေးတောဆင်ခြင်မှုဟာအဲ့တိုင်းပဲသူကောင်းတဲ့မှာသူစဉ်းစားလို့ရှင်ဘယ်သူဒုက္ခပေးရမလဲဘယ်ပစ္စည်းကိုဘယ်လိုရအောင်ယူရမလဲနော်ဘယ်သူနဲ့ပေါင်းပြီးဘာတွေလုပ်ရမလဲဆိုတဲ့ဒီလိုအတွေးမျိုးတွေမတရားသဖြင့်ရယူမှုတွေမတရားသဖြင့်ဖြစ်ပေါ်လာမှုတွေနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးမျိုးတွေကြီးပဲတွေးတာအဲ့ဒါကိုဒုစိန်တိတစိန်တိအကောင်းဘယ်တော့မှမတွေးဘူးအဆိုးတွေပဲတွေးတယ်လို့သူဆိုတယ်အဲ့ဒါအတိတရားကဲမဲ့တဲ့ပုဂ္ဂိုလ်ဟာအဆိုးဘက်ကိုအမြဲတွေးတယ်ပြောရမယ်ဆိုရင်တစ်ဖက်သားအပေါ်မှာမေတ္တာနဲ့တွေးတဲ့အတွေးမတွေးဘူးအမုန်းတရားနဲ့တွေးတဲ့အတွေးမျိုးတွေးတယ်သူဆိုလို့ပေါ့ကုညီဆောင်ရှောက်မယ်ဆိုတဲ့အလောဘ generosity ဆိုတဲ့အတွေ့နဲ့မတွေ့ဘူးမိမိရယူမှုတစ်ခုတည်းကိုပဲစဉ်းစားပြီးတော့တွေးတယ်လောကရဲ့သဘာဝတရားအမှန်တရားကောင်းကျိုးချမ်းသာဖြစ်ဖို့မဖြစ်ဖို့ဆိုတဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့ဆိုးတဲ့ဆိုတာခွဲခြားပြီးတော့တွေးတဲ့အတွေ့မျိုးမတွေးပဲနဲ့တွေးလိုက်မှဖြင့်မကောင်းတဲ့အလုပ်လုပ်ဖို့ကြီးပဲတွေးတယ်လို့ဆိုအဲ့ဒါမျိုးကိုဒုစိန်တိတစိန်တိလို့ခေါ်တယ်အဲ့ဒီစရိုက်သူ့ရဲ့တွေးပုံမြင်ပုံကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ဟာသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်ပဲဒီတွေးပြီးသူဒီအပြောတွေနဲ့တွေးတဲ့အတိုင်းပြောမယ်တွေးတဲ့အတိုင်းလုပ်မယ်ဆိုလို့ရှိရင်သူကဒုက္ခရောက်မှာပဲလို့တမန်လူတော်လူကောင်းတယောက်ကသိနိုင်တယ်ပေါ့အဲ့ဒီလိုသိနိုင်တဲ့အနေအထားမျိုးဒါသူ့ရဲ့ဇေယျလက္ခဏာလို့ပဲခေါ်တယ်နောက်တစ်ခါပြောပြီးဆိုတဲ့အခါမှာလည်းပဲထို့တူပဲသူတော်ဘာနင်နာမဲ့စကားမျိုးတွေသူတော်ဘာကိုထိခိုက်မဲ့စကားမျိုးတွေကိုယ့်ကိုပြန်ထိခိုက်မဲ့စကားမျိုးတွေဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်တဲ့စကားမျိုးတွေကိုပဲရွေးချယ်ပြီးတော့ပြောတယ်အဲ့ဒါလို့မကောင်းတဲ့စကားဆိုတာဒုစရိုက်နဲ့ဆက်နွယ်ပြီးတော့နေတဲ့စကား